ဒီနေ့ရွှေသေးဘာတွေဖြစ်နေလဲအားလုံးပဲမင်္ဂလာပါထွက်ခွင့်မြန်နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့ကတော့ဒါ30ရက်6လ2025ပေါ့နော်ဒီကနေ့မှာတော့ဒါ Monday ပေါ့နော်အဲ့တော့ Monday ဆိုတော့ကျွန်တော်တို့ဒီလက်ရှိရွှေဈေးကွက်ကတော့ပြန်ဖွင့်လာတဲ့အနေထားကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဈေးကွက်ပြန်ဖွင့်လာပြီအဲ့တော့ကျွန်တော်ဒီကနေ့မှာဆိုရင်တော့ကျွန်တော်လက်ရှိဈေးကတော့ကျွန်တော်မန်းထားတဲ့အတိုင်းပေါ့နော်3300လောက်ထိကတော့ဒါလက်ရှိ correction မလာသေးဘူးပေါ့နော်ဘယ်လောက်ထိ correction လာပြီးသွားပြီလဲလို့ပြောမယ်ဆိုရင်တော့ကျွန်တော်3290ခွန်ပေါ့နော်3290ခွန်ဝန်းကျင်လောက်ထိကိုဒါ correction လာပြီးတော့လက်ရှိဈေးပြန်ကျနေတဲ့အနေအထားတစ်ခုပေါ့နော်ဆိုတော့လက်ရှိပေါက်ဈေးကတော့ဒါ3282မှာဈေးရှိနေတယ်ပေါ့နော်အဲ့တော့ဆိုတော့မနေ့ကကျွန်တော်မန်နာတာကကျွန်တော်3300လောက်ထိကို correction လာမယ်လို့ကျွန်တော်မန်းလိုက်တာပေါ့နော်ဒါပေမဲ့ correction ကတော့ကျွန်တော်ဒီ3290ခွန်လောက်ထိကိုပဲ correction လာပါတယ်ပြီးတော့ပြန်ကျနေရပေါ့နော်ဆိုတော့လက်ရှိနေထားရကြည့်မယ်ဆိုတော့ကျွန်တော်ရွှေကတော့ဆက်တက်ဖို့ပေါ့နော်အဲ့တော့ဈေးဆက်တက်ဖို့ဆိုတော့ကျွန်တော်3300အထက်ကိုပြန်ရောက်လာဖို့တော့လိုတယ်ဗျနော်ရွှေဈေးအနေနဲ့ကျွန်တော်ဈေးဆက်တက်ဖို့ဆိုတော့ကျွန်တော်3300အထက်ကိုပြန်ရောက်လာဖို့လိုတယ်အဲ့မှာကျွန်တော် H4 ရပြန်ကြည့်တယ်ဆိုတော့ H4 ရဆိုတော့ကျွန်တော်ဒီဘူးကန်တယ်တွေကျွန်တော်အားကောင်းလာတာကိုလည်းကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုလိုချင်တဲ့သဘောတရားကအဝယ်တွေပြန်ပြီးတော့လိုက်လာတာကိုကျွန်တော်တွေ့ရတယ်နော်ဘူးကန်တယ်အားကောင်းတယ်နော်ဘူးကန်တယ်အားကောင်းတယ်ကျွန်တော် H1 မှာလည်းထုံ၎င်းမယ်နော်ကျွန်တော်တို့ဒီ short term အားဖြင့်ပြန်ကြည့်မယ်ဆိုတော့ short term အားဖြင့်ပြန်ကြည့်မယ်ဆိုတော့ကျွန်တော် short term မှာကျွန်တော်ဒီ support ဆောင်ကတော့ကျွန်တော်3282ဆိုတဲ့ support ရှိနေတယ်ပေါ့နော်ဆိုတော့လက်ရှိနေထားတော့ဒီ support ကိုတော့အောက်ကို break ဖောက်စင်မလားပေါ့နော်အောက်ကို break ဖြစ်မလားပေါ့ body နဲ့ပိတ်မလားဒါမှမဟုတ်ဈေးကပြန်ပြီးတော့ sweat တင်မလားဆိုတာတော့ကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်အောင်ပါပေါ့နော်အဲ့တော့ H1 ကတော့ဒါလက်ရှိမပြီးသေးဘူးပေါ့နော်အဲ့တော့ကန်တယ်တစ်ခုပြီးဖို့ဆိုတော့ကျွန်တော်တို့နောက်ထပ်ဒီ22မိနစ်လောက်တော့လိုသေးရပေါ့နော်ဆိုတော့22မိနစ်လောက်တော့ဆက်လက်ပြီးတော့စောင့်ကြည့်အောင်မယ်တကယ်လို့22မိနစ်အောက်မှာbody ကကျွန်တော်82အောက်မှာပိတ်ခဲ့တယ်ဆိုတော့ဈေးကတော့ဆက်ကြဖို့များမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်share လို့နဲ့ပဲအခုလိုမျိုးပေါ့နော်အပေါ်ပြန်ပြီးတော့ဈေးကန်ဆွဲတင်ထားတယ်ဆိုတော့ဈေးပြန်ဆက်တက်ဖို့များမယ်ဗျနော်အဲ့တော့ဒါကတော့ဒီကနေ့ရဲမှာကျွန်တော်လက်ရှိသုံးတက်ချက်လေးပေါ့နော်အဲ့တော့ဆိုတော့လက်ရှိကတော့ဒါတော့ဈေးကတော့ပြန်ပြီးတော့ဆွဲတင်ထားတဲ့အနေထားကိုကျွန်တော်တွေ့ရတယ်ပေါ့နော်โอเคအဲ့တော့ဒါဆိုကျွန်တော် M5 ကိုကျွန်တော်ချက်လောက်တော့ကြည့်လိုက်အောင်နော် M5 ကိုတော့ကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီနန်းလေးမှာပေါ့နော်support လေးတစ်ခုရှိနေတယ်ပေါ့နော်3282နဲ့3282နဲ့3280ပေါ့နော်အဲ့တော့လက်ရှိကတော့3280တီကိုဈေးကျပြီးတော့ဈေးကပြန်တက်နေတဲ့အနေအထားတစ်ခုကျွန်တော်တွေ့ရတယ်နော်အဲ့တော့ဆိုတော့လက်ရှိအနေထားကကျွန်တော်3280အောက်ကို break အောက်ရောက်ခဲ့တယ်ပေါ့နော် M5 အရာကျွန်တော်3280အောက်ကို break လုပ်ခဲ့တယ်ဆိုတော့ဈေးကတော့ဆက်ကျဖို့များမယ်အဲ့လိုမှမဟုတ်ပဲねပေါ့နော်ခုနကကျွန်တော်ပြောတဲ့ H1 အရာပြန်ကြည့်မယ်ဆိုရင်နော်အခုလိုမျိုးပုံစံအနေထားနဲ့ပဲပြီးသွားတာပဲဖြစ်ပေါ့နော်ဒါမှမဟုတ်လည်းကျွန်တော်တို့ဒီအပေါ်ဆွဲတင်ပြီးတော့ကျွန်တော်90အထက်ကိုပြန်ရောက်လာခဲ့တယ်ဆိုတော့ကျွန်တော်တို့အဝယ်ကိုပူကြိုက်တယ်ဗျနော်အဲ့တော့ဈေးဆက်တက်လာမယ်လို့ကျွန်တော်မန်းနေပေါ့နော်ဒါပေမဲ့လည်းဘယ်လိုပဲပြောလက်ရှိနေထားတာကြည့်မယ်ဆိုတော့ကျွန်တော်ဈေးဆက်တက်ဖို့ဆိုတော့ကျွန်တော်3300အထက်ကိုရောက်လာမှဒါလည်းဈေးဆက်တက်နိုင်မယ်လို့တော့ကျွန်တော်မန်းနေပေါ့နော်3300အထက်ပေါ့နော်3300အထက်ရောက်လာခဲ့မယ်ဆိုတော့ကျွန်တော်ဈေးဆက်တက်လာနိုင်မယ်မန်းနေနော်3300အထက်မရောက်မချင်းကတော့ကျွန်တော်တော့အဝယ်တော့မကြိုက်ဘူးပေါ့နော်အဲ့တော့အလားတူပဲကျွန်တော်အယောင်းသွင်းလဲလက်ရှိနေထားတာတော့ကျွန်တော်မနေ့ကဗီဒီယိုထဲမှာကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်3260 3250အောက်ကိုကောင်းကောင်း break လုံးမှဒါလေးကျွန်တော်ရောင်းမှာဖြစ်တယ်နော်အဲ့အောက်မရောက်မချင်းကတော့ကျွန်တော်အဝယ်ပဲကြိုက်တယ်နော်အဝယ်ပဲကြိုက်တယ်အဲ့တော့လက်ရှိချိန်ကြီးကတော့ဒါအဝယ်ကြိုက်တုံးပေါ့နော်ဒါပေမဲ့3300အထက်ကိုရောက်လာခဲ့တယ်ဆိုတော့ဈေးကတော့ဆက်တက်ဖို့များနိုင်တယ်ပေါ့နော်โอเคနော်ဒါလေးကတော့ကျွန်တော်ဒီကနေ့ရက်မှာရွှေအပေါ်မှာကျွန်တော်မှာဒီခက်မှန်သုံးသက်ချက်လေးပေါ့နော်ဆိုတော့ကျွန်တော်မှာ trade chain တွေရောဘယ်လိုတွေရှိနေလဲဆိုတာချက်လောက်ကြည့်လိုက်အောင်ကျွန်တော် trade chain တွေကတော့လက်ရှိကတော့ကျွန်တော် position ကတော့ကျွန်တော်တစ်ခုပဲကျန်တော့တယ်ပေါ့နော်အဲ့တော့3300မှာဝယ်ထားတဲ့ 0.1 နဲ့ဝယ်ထားတဲ့ position တစ်ခုပဲကျန်တော့တယ်တူလေးကိုတွားလိုက်မယ်ပေါ့နော်တူလေးကိုတွားလိုက်မယ်ဆိုရင်ကျွန်တော်မနေ့ကဗီဒီယိုထဲမှာလည်းပြောခဲ့တယ်ပေါ့နော်ကျွန်တော်2 lot နဲ့3250မှာဝယ်ဖို့အတွက် order ပေးထားတယ်ဆိုတာပေါ့နော်ဒီ order လေးကတော့ကျွန်တော်ကန်ကောင်းစွာနဲ့ပဲပေါ့နော်မနက်ခင်ဈေးအဖွင့်မှာကျွန်တော်ဈေးကဘယ်လောက်ထိကျသွားလဲလို့ပြောမယ်ဆို48ဝန်းကျင်လောက်ထိကျသွားတယ်ပေါ့နော်ကျသွားပြီးတော့ကျွန်တော်မှာ buy order ကိုကွက်တိပွင့်သွားတယ်ပွင့်သွားပြီးတော့ကျွန်တော်နိုးနေတဲ့အချိန်မှာနိုးလာတဲ့အချိန်မှာတော့ဈေးကတော့ကျွန်တော်ဒီ3263လောက်ထိကိုရောက်သွားတဲ့အနေအထားတစ်ခုပေါ့နော်အဲ့တော့ဆိုတော့အဲ့ခါမှာပဲကျွန်တော်ကတော့ဒီ order လေးကို close လုပ်လိုက်တယ်ပေါ့နော်အဲ့တော့ profit အနေနဲ့ကတော့ကျွန်တော်ဒီ2900လောက် profit ထွက်သွားတယ်ပေါ့နော်ဒါအပြင်ကျွန်တော်
ပိတ်ထားတဲ့ order တွေကတော့ကျွန်တော်ဒီ3289မှာ0.05 ကို close လုပ်လိုက်တယ်နော်0.1 ကို3282မှာ close လုပ်တယ်0.05 ကို3288မှာကျွန်တော် close လုပ်ထားတယ်ပေါ့နော်ဆိုတော့ဒီကနေ့ Monday ကတော့ဒါအဖွင့်လာသွားပြီလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ဒီကနေ့ Monday မှာတင်ကျွန်တော် profit ကတော့ဒါဒေါ်လာ3000အထက်ကိုရောက်သွားတယ်ပေါ့နော်ဆိုတော့ဒီတစ်ပတ်အတွက်ကတော့ဒါ AACC ခိုင်လုံသွားပြီလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ okay ဒါလေးကတော့လက်ရှိကျွန်တော် trade အခြေအနေလေးပေါ့နော်trade အခြေအနေကတော့လက်ရှိကတော့3300မှာဝယ်ထားတဲ့ 0.1 order လေးတစ်ကြောင်းတော့လက်ရှိကြံနေတယ်ပေါ့နော်ဆိုတော့နောက်နေ့တွေမှာလည်းကျွန်တော်မှာ trade အခြေအနေတွေကဘယ်လိုတွေဆက်ပြီးတော့ဖြစ်လာနိုင်မလဲအဲ့တော့ရွှေအနေနဲ့ရောဘယ်တွေကိုဆက်ပြီးတော့တွားနိုင်လဲဈေးတက်နိုင်လားဈေးကျနိုင်လားဆိုတာကျွန်တော်မှာဗီဒီယိုလေးကိုဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ပဲကျွန်တော်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်